ရိုနီကာတယောက်ကာနာနဲ့ထိုးရတော့မယ်ဆိုတော့လုံးဝအခက်တွေ့ပါပြီ။ရိုနီကာတော့လာမယ့်မေလ22ရက်နေ့မှာဂျပန်ဖိုက်တာကာနာနဲ့ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။ရိုနီကာအတွက်ကာနာဟာတော်တော်ခက်ခဲနိုင်တဲ့ဖိုက်တာမျိုးပါ။ကာနာပြီးခဲ့တဲ့ပွဲတုန်းက Stan Fairtex လို့ဖိုက်တာမျိုးကိုနိုင်ထိုးခဲ့ပြီးတော့တကယ်ကောင်းတဲ့စွမ်းဆောင်ရည်မျိုးတွေကိုပြသခဲ့တာပါ။အဲ့တော့ Stan Fairtex လောက် level မရှိသေးတဲ့ရိုနီကာအနေနဲ့ကာနာနဲ့အတွေ့မှာလုံးဝအခက်တွေ့နိုင်ပါတယ်။နောက်ပြီးတော့အခုပွဲကကေပေါစင်ပွဲဖြစ်တဲ့အတွက်ကြောင့်မလို့ရိုနီကာအတွက်မွေထိုင်းပွဲလောက်မခက်ခဲနိုင်ပေမဲ့ရင်ဆိုင်ရမယ့်ပြိုင်ဘက်ကြောင့်တော့တော်တော်လေးခက်ခဲနိုင်ပါတယ်။အဲ့တော့ကာနာဒါအခုလက်ရှိဘရိုနီကာပြုံနေတဲ့အချိန်မှာတေးချလေးကျင်နေမယ်ဆိုလို့ရှိရင်ဘရိုနီကာအတွက်ဘလို့မှလွယ်ကူနိုင်တော့မှာမဟုတ်ပါဘူးဘရိုနီကာလည်းပဲအခုချိန်မှာအားလုံးသိကြတဲ့အတိုင်းပဲချစ်သူရီးစားနေဆိုတဲ့အတွက်ကြောင့်မလို့ဘရိုနီကာအတွက်ကလေးကျင်တဲ့အပိုင်းကိုအရင်အာရုံစိုက်နိုင်မယ်လို့မထင်ပါဘူးအဲ့တော့အနိုင်ရချိန်တော့ဘရိုနီကာတယောက်စတင်ပြီးတော့ပြင်ဆင်သင့်ပါပြီIsrael Fighter တော်နိုင်ထားတဲ့ဘရိုနီကာကိုလည်းပဲ One Championship ကလည်းလုံးဝစမ်းသပ်ဖို့ကာနာလိုရှယ်ဖိုက်တာမျိုးနဲ့ပညာစမ်းမှုတက်ပေးလာတာပါအဲ့တော့ဘရိုနီကာလည်းပဲအခုလက်ရှိမှာလုံးဝအစမ်းသက်ခံရပြီဖြစ်ပါတယ်မြန်မာဖိုက်တာတွေကိုစမ်းသပ်တဲ့စမ်းသပ်မှုမျိုးဘရိုဒီကာလည်းခံနိုင်ရှိဖို့လိုအပ်ပါတယ်။ခံနိုင်ရှိဖို့ဆိုတာထက်ကြော်ဖြတ်ပြဖို့လည်းလိုအပ်တာပါ။အဲ့တော့ဘရိုဒီကာအနေနဲ့အခုလက်ရှိမှာတကယ်ကိုပြင်းပြင်းထန်ထန်လေးကျင်းသင်ပါပြီ။ရီးစားနေလည်းပြောတာပေါ့။ဒါမဲ့ professional နဲ့ personal တွေကိုတော့လုံးဝခွဲထားသင့်ပါတယ်။အဲ့လိုခွဲထားနိုင်မှသာဘရိုဒီကာအနေနဲ့အခုကာနာနဲ့လိုမျိုးခက်ခဲတဲ့ပွဲစဉ်မျိုးဖျက်ကျော်နိုင်မှာဖြစ်ပါတယ်။နောက်မဟုတ်ဘူးဆိုလို့ရှိရင်တော့လုံးဝမလွယ်ကူပါဘူး။ကာနာ Stan Fairtex ကိုတော့မှအသာစီးကနေမျိုးထိုးသွားခဲ့တဲ့ fighter မျိုးပါ။အဲ့တော့ဘရိုနီကာလိုမျိုးတက်လုံကြမြန်အထနေတဲ့ပုံစံမျိုးနဲ့ကာနာနဲ့အတွေ့မှာဘရိုနီကာတယောက်တော်တော်လေးကိုယုံသွားနိုင်ပါတယ်။ဒါကြောင့်မြန်မာပြည်သက်တွေကလည်းပဲဘရိုနီကာကိုဒီပွဲမှာအရင်မမျောလင့်ထားသင့်ပါဘူးရှုံးနိုင်တယ်လို့တော့မှမျောလင့်ထားသင့်ပါတယ်ဒါမှသာမြန်မာပြည်သက်တွေကစိတ်သက်သာရမှာဖြစ်ပါတယ်မဟုတ်ရင်တော့ဘရိုနီကာရဲ့နောက်လာပွဲကိုကြည့်ပြီးတော့မြန်မာပြည်သက်တွေအနေနဲ့တန်းစင်တဲ့ပွဲရလိုမျိုးစိတ်သောကတွေရသွားနိုင်ပါတယ်ဘာလို့လဲဆိုတော့ဘရိုနီကာကအခုလက်ရှိမှာတော်တော်နာမည်ရနေတာဖြစ်ပြီးတော့ပြည်သက်အားပေးမှုလည်းအခိုင်အမာရထားတဲ့ဖိုက်တာတယောက်ဖြစ်နေရကြောင်းပါအဲ့တော့အခုနောက်ပိုင်းမှာဟိုဟာဒီယာထက်ပြောချင်တာတခုကတော့ကိုမြန်မာဖိုက်တာနဲ့ပတ်သက်လို့ရှိရင်မျောလင့်ချက်တွေအရင်မထားပါနဲ့ဆိုတာပါပဲဒီအတိုင်းပဲမျောလင့်ချက်တွေအများကြီးထားမိရင်နာကျင်ရတတ်ပါတယ်ပွဲထိုးလို့ရှိရင်အားပေးလိုက်ဒါမဲ့အရင်မမျောလင့်ကြနဲ့ဆိုတာပါပဲကျွန်တော်တို့ဘရိုနီကာအနိုင်ရစီခြင်းပါတယ်မြန်မာပြည်သက်တွေအားလုံးလည်းပဲဒီတိုင်းပဲလို့ထင်ပါတယ်ဒါမဲ့လည်းအနိုင်ရဖို့ဆိုတာကတော့လုံးဝမလွယ်ကူပါဘူးခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်